one shot, one opportunity. He sees everything you ever wanted in one moment. Did you capture it? Just let it slip. Yo. His palms are sweaty, knees weak, arms are heavy. There's vomit on his sweater already. Mom's spaghetti, he's nervous, but on the surface he looks calm and ready to drop bombs. But he keeps on forgetting what he wrote down. The whole crowd. Hello. Yo, we saw Ranvira. Thank you, Bono. 5K ကျော်လာပါပြီ။တဝက်ရောက်လာပါပြီ။တဝက်ရောက်တဲ့အချိန်မှာလူနည်းနည်းပြတ်တယ်။ပြီးတော့ဘယ်ရောက်နေလဲဆိုတော့ကမောသာလန်မှာကမောသာလန်မူချိုတစ်ချီကိုရောက်နေပါလေ။ 5K သမားတွေကတော့အာဇာနည်ကုန်းမှာလည်းအကွေ့သွားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တန်းကြီးသမားတွေကဒီကနေခြေထောင်ကြားတယ်ဟိုဘက်မင်္ဂလာဟိုတယ်ဘက်ကပြန်ထွက်ပြီးတော့ဥစ္စာလမ်းပြန်တက်ပြီးတောင်းဝင်လာဖြစ်ပါတယ်။ကျွန်တော်ဂျားထဲမှာပြင်းနေတော့မရိုက်ဖြစ်ဘူးပေါ့နော်အခုခဏနားအင်းနဲ့ရိုက်လိုက်တော့โอเคပြန်တွေ့ပါမယ်နောက်ဆုံး station လောက်ကြာရင်ဆက်တွေ့ပါမယ်ဒီလူရင်နဲ့ပြန်ရောက်လာပါပြီတန်းကြီးတော့သွားပါပြီရှေ့မှာကျွန်တော်တို့နဲ့သူပြေးတဲ့ကိုကြီးတွေကတော့တုတ်သွားပါပြီကျွန်တော်တော့မဆောက်ဘူးကနေတောင်းဝင်ပါ Okay, finish line ပြန်တွေ့ပါ Thank you. And honestly, I ended up with none. There's so much nonsense that's on my conscience. I'm thinking maybe I should get it out. ရောက်ပါပြီဒီမှာ 5K သမားတွေကတော့များပြန်သွားပါပြီကျွန်တော်တန်းကြီးသမားတွေကျန်ပါတယ်တန်းကြီးသမားတွေတော့မောဖြေနေပါတယ်ကျွန်တော်ရဲ့ personal photographer ဒီမှာပါ survey နဲ့ live ရိုက်တာပါဒါပေမဲ့သူကျွန်တော်မမေ့ပါဘူးကျွန်တော်ရောက်တဲ့အထိသူမရောက်လာပါဘူးသူနောက်ဆုံးသူလည်းတွေ့ရင်တော့ရနေပါပြီ Okay လိုပဲကြီးinjury မဖြစ်တာပဲကျေးဇူးတင်ပါတယ်မနေ့ကလည်းကန်တာတော့တော်တော်လေးနာနေတယ်အဲကြောင့်ဒါမဲ့စင်ပြေသွားတော့ကျေးဇူးတင်ပါတယ်တော်သားလေးအဲ့ဒီပါ About what they say, 'cause they got nothing on you. Nothing on you, babe. Nothing on you. Nothing on you. Nothing on you, babe. Nothing on you. Hands down, there will never be another one.